ဟုတ်ပြီ not gate ဒီဟာလေးကတော့ကျွန်တော်တို့ not gate ရဲ့သင်္ကေတဖြစ်တယ်ပေါ့သူရဲ့ပုံစံလေးကသူ့မှာ input ကလည်းတစ်ခုပါတယ် output ကလည်းတစ်ခုပါပဲဒီ not gate မှာကျွန်တော်တို့ output က1အခြေအနေပေါ့နော် true အခြေအနေဖြစ်ဖို့ဆိုရင်ကျွန်တော်တို့အဝင် input ဒီဘယ်အခြေအနေဖြစ်ရမလဲဆိုရင် false အခြေအနေတဲ့0အခြေအနေဖြစ်နေရမယ်တဲ့output ဟာတဲ့ input ရဲ့ဆန့်ကျင်ဘက်အခြေအနေနဲ့ဖြစ်တယ်တဲ့ဆိုတော့သူ့ကိုကျွန်တော်တို့ဒီဆွဲအန်လန်သဘောတရားနဲ့ကြည့်မယ်ဆိုရင်ဒီအခုပြထားတဲ့ပုံလေးအတိုင်းဖြစ်တယ်ပေါ့အဲ့မှာကျွန်တော်တို့ဒီ input A ပေါ်မှာဖြစ်ပေါ်နိုင်တဲ့အခြေအနေပုံမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ output Y အခြေအနေကိုကျွန်တော်တို့ဆန်းစစ်ကြည့်မယ် input ကလည်းတစ်ခုပဲပါတယ် output ကလည်းတစ်ခုပဲပါတယ်ဆိုတော့ input က0အခြေအနေ0ဆိုတော့ normal state မှာကျွန်တော်တို့မီလင်းလာကြည့်မယ်လျှက်စကားဖြတ်ပြီးစီးလာတယ်ဒီမှာတုံးလာတာ normally close ပေါ့နော်ဒီမှာပတ်လန်းထိနေတယ်ဒါကြောင့်မို့လျှက်စကားဒီဘက်ကိုဖြတ်ပြီးတော့စီးဆင်းသွားနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာမီတီပါဖြစ်မလဲဆိုရင်မီလင်းမယ် input A ဒီ normal state 0ဖြစ်တဲ့အချိန်မှာ output ဒီ O1 ဖြစ်တယ်အကယ်၍ input ဟာ 1အခြေအနေပြောင်းတယ်1အခြေအနေဆိုတာအလုပ်လုပ်တဲ့အခြေအနေပေါ့အလုပ်လုပ်တဲ့အခြေအနေပြောင်းတယ်ဆိုရင်ကျွန်တော်တို့ဒီခလုတ်လေးကိုကျွန်တော်တို့အပေါ်ကနေအကယ်၍လက်နဲ့ဖိချလိုက်တယ်ဆိုရင်ဒီဟာလေးကပလန်ပွင့်သွားမှာပေါ့နော်ပလန်ပွင့်သွားပြီးတော့လျှက်စစ်ကဒီဘက်ကိုဖြတ်ပြီးတော့မစီးဆင်းနိုင်တော့ဘူးကျွန်တော်တို့ဒီမီတီလည်းမီးမလင်းနိုင်တော့ဘူးအခါကျရင်ကျွန်တော်တို့ဒီရဲ့ output ကဒီမီးမလင်းနိုင်တော့ဘူး0အခြေအနေရောက်သွားမယ်ပေါ့ဆိုတော့ဒါရိုးရိုးရှင်းရှင်းလေးပဲเนาะသူကဒီ not gate မှာဆိုရင် output ဟာ input ရဲ့ဆန့်ကျင်ဘက်အမြဲတမ်းဖြစ်နေလိမ့်မယ်ပေါ့ input A က0ဆိုရင် output က1ဒီ input မှာ1အခြေအနေဖြစ်တယ်ဆိုရင်အလုပ်လုပ်တယ်ဆိုရင် output Y မှာ0ဒီအခြေအနေလေးပဲပေါ့နော်ဆိုတော့သူကိုကျွန်တော်တို့ equation အနေနဲ့ဘယ်လိုပြလဲဆိုရင် Y equal to A bar တဲ့ဒီ A အထက်မှာတင်ထားတဲ့ဟာလေးကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် bar လို့ခေါ်တယ်ပေါ့ A bar လို့ခေါ်တယ်သူက output Y ဒီ AE ဆန့်ကျင်ဘက်ဆိုတဲ့သင်္ကေတလေးပေါ့သူကိုကျွန်တော်တို့ဒီဟာလေးနဲ့လေ့လာကြည့်မယ်ဆိုရင်အကယ်၍ input ဒီ0ဖြစ်ရင်ကျွန်တော်တို့ရဲ့ output ဒီ1ဖြစ်မယ် input ဒီ1ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ output ဒီ0ဖြစ်မယ်ကျွန်တော်တို့သူ့ကိုဒီ relay diagram နဲ့ဆိုရင်ကျွန်တော်တို့ဒီအခုပြထားတဲ့ပုံလေးပေါ့ဒီပုံလေးမှာဆိုရင်ကျွန်တော်တို့ဘာခလုတ်လေးကိုသုံးထားလဲဆိုရင်ဒီမှာလဲ normally close ခလုတ်လေးကိုသုံးထားတယ်ပေါ့ normally close ကိုသုံးထားတဲ့အတွက်လျှက်စစ်ကဖြတ်ပြီးတော့စီးလာပြီးတော့ကျွန်တော်တို့ဒီ relay coin စီရောက်တယ်ပေါ့ relay coin အလုပ်လုပ်သွားမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဘာခလုတ်လေးကိုသုံးထားရလဲဆိုရင်ဒီခလုတ်လေးကကျွန်တော်တို့ဘာလဲဆိုရင် normally close ခလုတ်လေးပေါ့normally close ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတက်ရောက်မှုတစ်ခုရှိသွားရင်သူကဘာကိုပြောင်းသွားမှာလဲဆိုရင်ကျွန်တော်တို့ဒီ open အခြေအနေကိုပြောင်းသွားမှာဆိုတော့အဲအကြောင်းမို့ကျွန်တော်တို့ဒီ1အခြေအနေမှာဆိုရင်သူက0ဖြစ်ရတာပေါ့ open ဖြစ်သွားတဲ့အတွက်လျှက်စစ်ဖြစ်မစီးနိုင်လို့သူကဒီမီးမလင်းရတာပေါ့နော်ဒါကကျွန်တော်တို့ not gate ရဲ့သဘောတရားလေးပေါ့ဒီ not gate ရဲ့သဘောတရားလေးကိုလည်းကျွန်တော်နားလည်မယ်လို့ထင်ပါတယ်